လူချင်းမင်းတို့သိရလားအမေရိကန်ရဲ့ data phone နဲ့ Navy SEAL တို့ကိုရှင်ပြိုင်ဖို့ရုရှားစစ်တပ်မှလုံတရားရက်ဆက်ပြီးတော့အနက်ရှိုင်းဆုံးလှုပ်ဝက်ထားတဲ့အထူးတပ်ဖွဲ့တစ်ခုရှိပါတယ်။ဒါချင်းမှုကိုဖော်လုပ်ပြီးတော့အသက်အန္တရာယ်ရှိတဲ့လက်နက်စစ်တွေနဲ့လေ့ကျင့်နေရတဲ့ရုရှားရဲ့နာမည်ကြီး Spetsnaz လို့ခေါ်တဲ့အထူးတပ်ဖွဲ့ဝင်ကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ Spetsnaz ဆိုတာရုရှားဘာသာစကားနဲ့အထူးတာဝန်ထမ်းဆောင်တဲ့တပ်ဖွဲ့လို့အဓိပ္ပာယ်ရပြီးတော့ဒုတိယကမ္ဘာစစ်တဲကစတင်ပေါ်ပေါက်လာခဲ့တာပါ။သူတို့အဖွဲ့ထဲမှာAlpha Group လို့ခေါ်တဲ့အကြမ်းဖက်နှိမ်နင်းရေးနဲ့တစားကန်ကယ်ဆယ်ရေးကိုအဓိကတာဝန်ယူရတဲ့ဗယ်မယ်တပ်ဖွဲ့ကတော့တိုင်းပြည်ပြည်ပါရှိလှုပ်ဝက်စစ်စင်ရေးတွေကိုတည်တံ့လှုပ်ဆောင်ကြပါတယ်။အာဖဂန်နစ္စတန်စစ်ပွဲကနေပြီးတော့တမိုင်းဝင်စစ်စင်ရေးပေါင်းများစွာမှာရန်သူစကန်တွေကိုအတံမထွက်ပဲဝင်ရောက်ရှင်းထုတ်ပစ်နိုင်ခဲ့တဲ့တိုက်ခိုက်ရေးအရေးစစ်တွေလည်းဖြစ်ပါတယ်။ဒီတပ်ဖွဲ့ဝင်တွေရဲ့လေ့ကျင့်ရေးကကမ္ဘာပေါ်မှာအကျန်းဆုံးလို့တော့မှအစင်ရင်ဝင်ပါတယ်။ကြီးစံစစ်တွေအောက်မှာမြေကြီးပေါ်တွားရပြီးတော့အပြန်လက်နက်မဲ့အထိနာအောင်ထိုးသက်ရတဲ့ system မှာတိုက်ခွက်တွေလေ့ကျင့်ရခြင်းနဲ့အနီရော်ဘယ်ရီအုပ်ထုတ်ရရှိဖို့အတွက်ဆိုရင်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကြက်ခိုင်မှုနဲ့ပတ်သက်ပြီးတော့စားသတ်မှုတွေကိုအစဉ်ကြော်ဖြတ်ရမှာဖြစ်ပါတယ်။အနာခံနိုင်ဆုံးတဲ့ရန်သူကိုအညာတာမရှိရှင်းထုတ်ပစ်လေရှိတဲ့ရုရှားရဲ့ Spetsnaz အထူးတပ်ဖွဲ့အကြောင်းကိုမိတ်ဆွေတို့ဘလို့ထင်မြင်လဲဆိုတာ comment မှာပြောပြပေးလို့ရပါတယ်။နောက်တစ်ကမ္ဘာအကျန်းဆုံးအထူးတပ်ဖွဲ့ဝင်တွေအကြောင်းကိုဆက်လက်သိချင်နေဆိုရင်တော့ Critical Vision ကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့။